Hello မင်္ဂလာပါဒီနေ့ကိုတို့ one story ပေးတဲ့ model လေးပါနော်ပိုင်း7ကိုရောက်သွားပြီပိုင်း7မှာကိုတို့ဗာလေးဆက်ဆွဲမလဲဆိုတော့ဒီအမိုးတွေကတော့ကိုတို့အကုန်လုံးပြီးသွားပြီနော်အုတ်ကျုပ်အမိုးတွေကတော့အကုန်လုံးပြီးသွားပြီအဲ့ဒီပုံမှာကိုတို့ဒီခေါင်းအုပ်ကလေးပေါ့နော်ခေါင်းအုပ်ကလေးကိုတို့ဆက်ပြီးတော့ဆွဲကြည့်အောင် Okay ဒါတော့ကိုတို့ခေါင်းအုပ်ကလေးဆွဲမယ်ဆိုတော့ကျန်တဲ့ဟာတွေကိုကိုတို့ဟိုက်ထားနိုင်မယ်ဒီအမိုးတစ်ခုလည်းပဲကိုတို့ခြံခဲ့မယ်ပေါ့နော်အဲ့တော့အမိုးတစ်ခုလည်းပဲခြံခဲ့မယ်ဆိုတော့မိုးတစ်ခုလည်းခြံခဲ့မယ်ဆိုတော့ကျန်တဲ့နေရာတွေကိုဟိုက်မယ်ဆိုဘယ်လိုဟိုက်မလဲပေါ့နော်ဘယ်လိုဟိုက်မလဲဆိုတော့မပြောခင်မှာကိုတို့ဒီခေါင်းအုပ်ကလေးကိုကိုတို့ဒီတဲ့အရင်ခေါ်ထည့်လိုက်အဲ့တော့အဲ့ဒီခေါင်းအုပ်ကလေးရဲ့ဒီအမိုးရဲ့ကိုခြံခဲ့မယ်ကျန်တဲ့နေရာတွေကိုဟိုက်မယ်ပေါ့နော်အဲ့တော့ခေါင်းအုပ်ကလေးကိုကိုတို့ခေါ်ထည့်မယ်ဆိုတော့ခေါင်းအုပ်ကလေးကကိုတို့အရင်ပိုင်းမှာတော့ငါဒီတဲ့ကိုခေါ်ထည့်ပြီးသားဟုတ်ပြီနော်ဘာနဲ့အတူတူခေါ်ထည့်လဲဆိုတော့ဒီအုတ်ကျုပ်ကလေးနဲ့ကိုတို့အတူတူခေါ်ထည့်ခဲ့တယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီခေါင်းအုပ်ကလေးကဘယ်မှာရောက်သွားလဲဆိုတော့ကိုတို့ဒီ architecture tab ထဲမှာ component ဆိုတာရှိတယ်အဲ့ဒီ component တွေက place a component ဆိုတဲ့အထဲမှာဝင်ကြည့်လိုက်အဲ့ဒါဆိုရင်တို့ဒီမှာ type selector ထဲမှာကိုတို့ဒီမှာခေါ်ထည့်ထားတဲ့ family လေးတွေရှိတယ်ပေါ့နော်အဲ့ဒီຢာလေးတွေကနေကိုတို့ဝင်ပြီးတော့ကြည့်လို့ရတယ်သူ default ပါတဲ့ family လေးတွေလည်းရှိတယ်အဲ့ဒီမှာကိုတို့ဒီမှာခုဒီ rich hip ဆိုတာလေးရှိတယ်အဲ့ဒီ family လေးပေါ့ဟုတ်ပြီနော်အဲ့ဒီကောင်လေးကိုတို့ယူမယ်ယူပြီးရင်တနေရာမှာ click ချထားလိုက်မဆွဲသေးဘူးနော်တနေရာမှာ click ချထားလိုက်ဒါဆိုရင်ကိုတို့ဒီမှာခေါင်းကလေးရโอเคဒါတော့ကိုတို့ဒီခေါင်းကလေးကိုဆက်လက်ပေးပြီးရင်ဒီအမိုးကိုဆက်လက်ပေးရမယ်နော်ဒီအမိုးကိုဆက်လက်ပေးခေါင်းကလေးကိုဆက်လက်ပေးပြီးရင်အောက်မှာကိုတို့ပါရှိလဲဆိုတော့ view control bar ရှိအဲ့ဒီ view control bar ထဲမှာမျက်မှန်လေးရှိအဲ့မျက်မှန်လေးဘာလို့ခေါ်လဲဆိုရင် temporary height isolate ဆို temporary height isolate ဆိုပြီးခေါ်တယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်အဲ့ကောင်လေးကိုနှိပ်ပြီးရင်ကိုတို့ဒီမှာ isolate category လို့သွားမယ်ပေါ့နော် category ဆိုတာသူနဲ့မျိုးစားတူတဲ့ဟာအကုန်လုံးကိုဟိုက်မယ် isolate element ဆိုရင်အခု selection ပေးထားတဲ့ element ကိုလည်းပဲဟိုက်ဟုတ်နော်အခုတို့ကဒီအမိုးအကုန်လုံးပေါ့နော်အမိုးအကုန်လုံးကိုကြံခဲ့ခြင်းနဲ့ကြံတဲ့နေရာတွေကိုဟိုက်ချင်တာဖြစ်တဲ့အတွက်ကြောင့် category ကိုရွေးမှရဟုတ်နော် isolate category ကိုတွားလိုက်တယ်ဒါဆိုရင်ကိုတို့ဒီမှာခေါင်းအုပ်ကလေးနဲ့ဒီခေါင်းလေးနဲ့ကြံခဲ့တယ်ပေါ့နော်ဘယ်ဒါဆိုရင်ကိုတို့ဒီခေါင်းလေးကိုဖြတ်လို့ရပြီဖြတ်ပလိုက်ပြီးရင်ကိုတို့ဒီမှာ component တွေကိုပြန်သွားမယ် place a component ကိုသွားတယ်ဒီမှာခေါင်းအုပ်လေးပါလာပြီအဲ့မှာကိုတို့ဒီတဲကနေပြီးတော့ဒီမှာဟိုကကိုတို့ရွေးလို့မရတော့ဘူးเนาะပြန်ထွက်မှရအဲ့တော့ကိုတို့ဒီမှာဒီတဲကနေ reset temporary element ကို reset temporary height isolate ဆိုတာကိုပြန်နှိပ်လိုက်ပြန်နှိပ်ပြီးကိုတို့ဘာလုပ်မလဲဆိုတော့ဒီမှာကကိုတို့ဘာကိုပဲရွေးထားမလဲဆိုတော့ realistic ကိုမရွေးဘဲနဲ့ကိုတို့ဟိုပဲရွေးထားလိုက်မယ်เนาะ hidden ကိုပဲဖြစ်ဖြစ်ရွေးထားလိုက်မယ် hidden ကိုပဲရွေးထားလိုက်မယ်เนาะ realistic ဆိုရင်ကိုတို့တစ်ခါတည်းညဆွဲနေလေးလို့မို့ okay ဒါတော့ကိုတို့ဒီမှာဒီ control Z လေးပြန်သွားနိုင်မယ်။ဆက်တော့ကိုဖြတ်ခဲ့တဲ့ဒီကောင်လေးပေါ့နော်။ဒါလေးပါမဖြတ်သေးဘဲနဲ့ကိုဒီကနေပြီးတော့ reset ပြန်လုပ်လိုက်မယ်။အဲ့တော့ဒီကနေပြီးတော့ကိုက realistic မလုပ်ဘဲနဲ့ hidden ကိုပဲရွေးထားနိုင်မယ်။ပြီးရင်ကိုဒီကောင်လေးရဲ့ဒီအမိုးလေးရဲ့ကိုဆက်လက်ပြီးမျက်မှန်လေးကိုတွားအဲ့ဒီမှာကို temporary height isolate category ကိုရွေးလိုက်တယ်။ Okay ဒီတိုင်းလေးရပြီ။အဲ့တော့ကိုရှစ်ကီးလေးဖြည့်ပြီးတော့ဆွဲမယ်ပေါ့နော်။ဒီကောင်လေးဖြတ်လဲရတယ်မဖြတ်တဲ့ပြဿနာမရှိဘူးနောက်မှဖြတ်နေရတယ်။ Okay ဒါတော့ component တွေက place a component ကိုသွားတယ်။ပြီးဒီမှာဒီ line လေးပေါ့နော်။ဒီမှာပါလာပြီနော်။အဲ့ချိန်မှာကိုတို့ဒီမှာဒီ first point ကို click ချဒီဘက်မှာ second point ကို click ချဒီမှာနော် second point ကို click ချဒါဆိုရင်ကိုတို့တခုပြီးသွားရမယ်နော်။အမှန်တကယ်ကဒီမှာကတစ်ဖက်မှာဒီခုံးလေးပါသွားပြီနောက်တစ်ဖက်မှာကခုံးလေးပါမသွားဘူးဖြစ်သွားတယ်အဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီကောင်ဒီ center point နေဆွဲဒီဘက်ကနေလည်းဒီ center point နေဆွဲအဲ့ဒါဆိုရင်ဒီဘက်အခုံးလေးကနှစ်ဖက်လုံးပါသွားလိမ့်မယ်ရမယ်နော်အဲ့ဒါမှကိုတော့ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့ကြည့်ရလာမှာမနော် Okay ဒါတင်ကိုတို့နောက်တစ်ခုဒီခေါင်းယိုးလေးဟုတ်ပြီနော် component တွေက place a component ကိုသွားတယ်ဒီမှာ first point click ချဒီမှာ second point click ချ Okayဒီလေးရမယ်နော်နောက်တစ်ခုကိုတို့ဒီခေါင်းအသေးလေးပေါ့နော် place component first point click ချ second point click ချ Okay နောက်တစ်ခုဒီမှာ click ချက်ချမယ် first point click second point click Okay ဒါတွေကိုတို့ဒီတိုင်းလေးရနောက်တစ်ခုဒီဘက်ခေါင်းလေးအသေးလေးပေါ့နော် place a component တွေက component တွေက place a component first point click second point click Okay ရရမယ်နော်ဟုတ်ပြီ
ဒါဆိုရင်ကိုတို့နောက်ထပ်ပါရှိအောင်မလဲဆိုတော့ဒီတချို့ကကြတော့ဒီစွန်းလေးတွေမှာပါခေါက်ကလေးကိုဒီလိုလေးအုပ်ချလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလဲကိုတို့သုံးတယ်တချို့နယ်တွေဘက်တွေမှာတော့ကိုတို့ဒီထိတ်ကလေးမှာသူကဒီကိုတို့ဒီမှာတော့နယ်တွေဘက်တွေတော့သူကဟိုဟာလေးပေါ့နော်ဒီဘယ်လိုပြောမလဲဟိုဟာပေါ့ခေါင်ပိတ်ခေါ်မလားဘယ်လိုခေါ်မလဲအဲ့လိုအပြားလေးနဲ့ပိတ်လိုက်တာရှိတယ်အပြားလေးနဲ့ပိတ်ချင်တယ်ရတယ်ဒါမှမဟုတ်ကိုတို့ဒီခေါင်ကလေးပဲအုပ်ချင်တယ်ဆိုရင်လည်းရတယ်အဲ့တော့ component တွေက place component နဲ့ပြန်သွားဒီစွန်းလေးပေါ့နော်ဒီ line လေးကနေဒီ line လေးကိုပိတ်လိုက်တယ်အဲ့ဒါတခုရပြီနောက်တစ်ခုဒီဘက်ချင်းဒီ point ကနေဒီ point အောင် okay ဒါတင်တခုရပြီနောက်ထပ်ကိုလိုပဲကောင်လေးကြံနေဆိုရင်ဒါလေးတွေပေါ့နော် place component first point second point okay နောက်ထပ်ပဲကောင်လေးရမလဲဆိုရင်ဒီဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ကိုလိုဒီ point လေးကနေဒီ point လေးကိုပေါ့ okay နောက်တစ်ခုဒီဘက်ချမ်း first point second point လိုလေးရမယ်နော် okay နောက်ထပ်ဒီဘက်ချမ်းမှာလည်းကိုလို place a component first point click second point click ပြီးဒီတောင်းကနေ first point click second point click okay ဒီလိုလေးရမယ်နော်နောက်တစ်ခုပဲကောင်လေးရှင်းအောင်မလဲဆိုရင်ဒီကောင်လေးပေါ့နော်အဲ့တော့ component တွေက place a component first point click second point click first point click second point click okay ဒါဆိုရင်ကိုတို့ဒီလိုလေးရဒါဆိုကိုတို့အကုန်လုံးပြီးသွားပြီထင်တယ်နော်အဲ့တော့ဒီနေရာဒီမှာခေါင်းအောင်မလို့နော်ဒီနေရာလေးရေစင်းချမယ်နေရာခွက်ကြီးနေရာခေါင်းတော့လို့မရဒါကိုအလုံငန်းဝင်ထဲမှာလုပ်ဖို့တဲ့လူတွေကကိစ္စမရှိဘူးเนาะအငယ်တွေကလေးတွေကြံသိမှာမဟုတ်တော့ okay ဒါဆိုကိုတို့ခေါင်းအောင် play ပြီးသွားပြီဆိုတော့ကိုတို့ကြံတဲ့ element တွေကိုပြန်ပြီးတော့ပြန်ဖော်ချင်တယ်ဆိုရင်ဘယ်လိုသွားမလဲဆိုဒီမျက်မှန်လေးကိုပဲပြန်သွားလိုက်ဒါမျက်မှန်လို့ခေါ်တော့မဟုတ်ဘူးเนาะဒါမြင်အောင်လို့မျက်မှန်လေးလို့ပြော temporary height isolate ဆိုပဲရှိတယ်အဲ့ဒီကနေသွားအဲ့ဒီမှာကိုတို့ resist temporary height isolate ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုကိုတို့ဒီမှာလိုလေးရလာနိုင်မယ်အဲ့မှာတေချာလေးကြည့်ချင်တယ်ဆိုရင်ဒီကနေ realistic ကိုထိုးကြည့်ရမယ်နော် realistic okay ဒါဆိုကိုတို့ခေါင်းကလေးကဒီလိုလေးပြီးသွားရမယ်နော်အဲ့မှာဒီဘက်ကဟာလေးကိုဖြတ်ပလိုက်တော့နော် okay ဒါဆိုရင်ဒီတိုင်းလေးရမယ်အဲ့တော့ကိုတို့ခေါင်းကလေးပြီးသွားမယ်နောက်ပိုင်းမှာကိုတို့ဗာလေးဆွဲမလဲဆိုတော့ဒီမြင့်မို့ပိတ်ကလေးတွေမှာကိုတို့ဖောင်းလိုင်းလေးတွေပေါ့နော်ဖောင်းလိုင်းလေးတွေဘယ်လိုဖော်လဲဆိုတာလေးရှိ sorry အဲ့မှာကိုတို့ဒီကောင်လေးတစ်ခုကြံခဲ့တယ်နော်ဒီကောင်လေးတစ်ခုကြံခဲ့အဲ့ဒီကောင်လေးဆက်ဆွဲကြည့်အောင်အဲ့တော့ဒီကောင်လေးရဲ့ selection ပေး sorry ဒီကောင်လေးရဲ့ကောင်လေးရဲ့ selection ပေးဒီကနေပြီးတော့ isolate category သွားဒီနားလေးကြံမယ်နော်ဒီကောင်လေးကြံအဲ့တော့ဒီကနေပြီးတော့ component တွေက place component ကိုသွားဒီကနေပြီးတော့ဒီ point ရဲ့ပေါ့နော်နောက်တစ်ခုဒီ point ရဲ့ sorry ဒီဘက်ကနေပြန်ဆွဲရအဲ့တော့နားမှာ point အသိမမြင်ရတော့ခေါင်းအုပ်ကကွယ်နေမမြင်တော့မြင်ဒီ point ကနေဒီ point ကိုပေါ့နော် okay ဒါတော့ကိုတို့ဒီတိုင်းလေးရဟုတ်ပြီနော်ပြန်လေးရပြီးတော့မှကိုတို့ဒီမှာ temporary height isolate ဆိုတာလေးရှိရဲအဲ့ဒီအလေးကိုနှိပ် versus temporary height isolate ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်ကိုတို့အမိုးလေးဒီတိုင်းလေးပေါ်လာလိမ့်မယ်ရမယ်နော် okay ဒါဆိုရင်ကိုတို့ဒီအပိုင်း7မှာကဒီခေါင်းအုပ်ကလေးကိုတို့ဆွဲပြလိုက်တယ်sorry ဒီမှာလည်းတစ်ခုကြံခဲ့တယ်နော်ဒါတော့ကိုယ့်အကိုပဲဆွဲလိုက်တော့နော်အကိုမဆွဲပြတော့အဲ့တော့ဒီအပိုင်း7မှာကကိုတို့ဒီခေါင်းအုပ်ကလေးဆွဲပြခဲ့တယ်နောက်အပိုင်းပေမှာကြာရင်ကိုတို့ဒီမှာခေါင်းမြင့်မို့ပိတ်ခေါ်မှာပေါ့နော်အဲ့ဒီမြင့်မို့ပိတ်လေးမှာကိုတို့ဖောင်းလိုင်းလေးနဲ့ဘယ်လိုလေးဆက်ဆွဲမလဲဆိုတာလေးကိုဆက်ပြီးတော့နောက်ပိုင်းနေမှာဆက်ကြည့်ရအောင် okay ဒါဆိုကိုတို့ဒီမှာတော့ဒီမဲ့ရလိုက်တော့မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်